မေတ္တာအာတိကမေတ္တာပါဒနာများပြုပြီးတော့ဒီနေ့စွန်သိမ့်တရားစခန်းသိမ့်အောင်ပွဲဓမ္မသဘင်ပွဲကိုဘုန်းကြီးတို့စတင်ပြီးတော့ပွဲမှာလေလက်အုပ်လေးတွေအောက်ချထားပြီးတော့ဒီရှိထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့မေခိယသုတ်တံတရားတဲ့ဗာတရားဗန္ဒနာသဗ္ဗလစိတ်တံတိဣမံဓမ္မဒေသနာတထသာလိကာယပပတေဝိဟရတောအာယတမန္တံမေခိယံအာရဘကထေတိဗန္ဒနာသဗ္ဗလစိတ်တံတိဣမံဓမ္မဒေသနာဗန္ဒနာသဗ္ဗလစိတ်တံစာရှိသောဤတရားဒေသနာတော်များကိုတထလူနာတော်ဆရာဖယားမြတ်စွာကသာလိကာယပပတေသာလိကာခေါ်တဲ့တောင်ပေါ်မှာဝိဟရန္တောယပထလေးလီဖြင့်မြတ်ဤရွှင်ပြုံးတည်သုံးစံပေတော်မူနေစဉ်အာယတမန္တမေခိယရှင်မေခိယကိုအာရဘအကြောင်းပြု၍တရေတိကရုဏာရှိထာမေတ္တာအဖြင့်မိန့်ကြားတော်မူလိုက်ပါပေသတည်းမြတ်စွာဘုရားဘွာတော်73ဝါမြောက်ဘွာကိုသာလိကာမြို့အနီးကသာလိကတောင်ကျောင်းမှာဘုရားရှင်ကိုရောမြတ်ဝါဆိုတော်မူပါတယ်မြို့နာမည်ကသာလိကာမြို့ဘာမြို့တယ်လဲသာလိကာလို့ဘာလို့ဒီမြို့ကိုခေါ်ရတာတော့ဆိုလို့ရှိရင်မြို့ရဲ့ပဝန်းကျင်မှာရွှွနေညွန်းနေရွှွအိုင်ကြီးရှိတယ်အဲ့ဒီမြို့ပဝန်းကျင်ပတ်လည်းကိုရွှွညွန်းနေနဲ့ဝိုင်းရံထားတယ်အဲ့ဒီရွှွညွန်းနေကအဝေးရကြည့်လို့ရှိရင်အမြဲတမ်းလှုပ်ရှားပြီးတော့နေတယ်ခလှမ်းလှမ်းတိတဲ့ဝေးတဲ့အရာကသွားကြည့်လို့ရှိအဲ့ဒီရွှွညွန်းနေလှုပ်နေတဲ့အချိန်အဝါကြောင့်ပဲမြို့ကြီးပါရောပြီးတော့လှုပ်နေတယ်လို့ထင်ရလို့အဲ့ဒီမြို့ကိုသာလိကာမြို့မြန်မာလိုပြန်လိုက်တော့လှုပ်တဲ့မြို့တဲ့မြို့ကတော့တကယ်မလှုပ်ပါဘူးလှုပ်တယ်လို့ထင်ရတာအပြင်မှာရွှွညွန့်နေတဲ့ဝိုင်းနေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီမြို့ရဲ့အနီးနားမှာတောင်ကြီးတစ်တောင်ရှိတဲ့ဘုရားသားကြီးအဲ့ဒီတောင်ကိုလည်းပဲသာလိကတောင်တဲ့ဘာတောင်လဲလဲအဲ့ဒီသာလိကတောင်ကြီးဟာတစ်တောင်လုံးဖြူဖွေးပြီးတော့နေတယ်လမ်းမထွက်တဲ့ညားတွေဆိုရင်လေအဲ့ဒီဖြူဖွေးနေတဲ့တောင်ကြီးကိုကြည့်လိုက်ရင်တရိပ်ရိပ်နဲ့လှုပ်နေတယ်လို့လူတွေရဲ့စိတ်ထဲမှာထင်ရလို့တဲ့အဲ့ဒီတောင်ကိုလည်းပဲသာလိကတောင်သာလိကမြို့နဲ့သာလိကတောင်အဲ့ဒီသာလိကတောင်မှာဘုန်းတော်6ပါးတည်းဘုရားရှင်ကိုရောမြတ်တည်သုံးဖို့လို့သာလိကမြို့သူမြို့သားတွေကကြောင်းဆောက်ပြီးတော့လူရန်တာတဲ့အဲ့ဒီတောင်မှာဘုရားရှင်ကိုရောမြတ်သည်73ဝါမြောက်ဝါဆိုတော်မူတယ်အဲ့တော့ဝါဆိုတယ်ဆိုတော့တန်ဃာတွေအများကြီးတော့မတွက်နဲ့ပြိဿရဲ့တောင်ပေါ်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဝေယဝဆအနိကဆောင်ရွက်ဖို့တဲ့လိုက်ပါလာတဲ့ယဟန်နာမည်ကအရှင်မေခိယဘယ်သူတဲ့လဲအရှင်မေခိယတဲ့မြတ်စွာဘုရားအလုတ်အကျွေးဘုရားဝေယဝဆဆောင်ရွက်ဖို့လို့ဘုန်းကြီးတို့ပြိဿကြားဖို့နေတာကမြတ်စွာဘုရားရဲ့ဥပထာကအလုတ်အကျွေးဟာအာနန္ဒာလို့ဒီလိုကြားဖို့နေတယ်ဘုရားရဲ့ညီတော်ဝမ်းခွဲတော်တဲ့အာနန္ဒာကဘုရားဝါတော်20နောက်ပိုင်းမှာအခုဘုရားက73ဝါပဲရှိသေးတော့အဲ့ဒီခိုးပဲဘုရားဖြစ်တာသားကနေပြီးတော့ဝါတော်20မပြည့်မချင်းမှာဘုရားနာမှာအမြဲတမ်းပြုစုလုပ်ကျွေးတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတဲ့အစဉ်ပြေတဲ့ယဟန်ကပဲအဲ့ဒါမြတ်စွာဘုရားကိုပြုစုလုပ်ကျွေးနေကြတာတတ်တတ်မှတ်မှတ်ပေါ့ဒီလိုတော့မရှိဘူးအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့အနာမှာပြုစုလုပ်ကျွေးခဲ့တဲ့တန်ဃာတွေဟာအရှင်နာကသမာလမထေရတဲ့အရှင်နာဂိတမထေရတဲ့အရှင်ဥပါဝနာတဲ့အရှင်သုနဲ့ခတ္တတဲ့အရှင်စုံနာတဲ့အရှင်သာဂတတဲ့အရှင်မေခိယအလုံး9ပါးဘယ်နှပါလဲမမြဲဘူးဘုရားနာမှာသူတို့ကြာကြာမနေနိုင်ကြဘူးအဲ့ဒါအရှင်နာကသမာလပြုစုလုပ်ပြီးတလနှစ်လနေထွက်သွားပြန်တော့ဘုရားပြစ်ပြီးတော့နောက်တစ်ခါအရှင်နာဂိတရောက်လာပြန်တော့အရှင်နာဂိတကလည်းတလနှစ်လပြုစုလုပ်ပြီးဘုရားနဲ့ထွက်သွားပြန်တော့
မြတ်စွာဘုရားရဲ့အနာမှာအမြဲတမ်းဥပထာကယဟန်အမြဲဘူးတဲ့အဲ့ဒီလိုဘုရားရှင်ကိုရောမြတ်ဝါတော်20မပြည့်ခင်မှာပေါ့အခု73ဝါမြောက်ဝါသာလိကတောင်းမှာတရင်သုံးနေတော့မြတ်စွာဘုရားနာမှာပြည့်စုံစောင့်ရှောက်ဖို့ဆိုပြီးတော့ရှင်မေဂိယဘုရားနဲ့အတူတူပါလာဘုရားနဲ့အတူတူပါလာတဲ့အခါကျတော့ဘုရားနဲ့နှစ်ပါးပေါ်လိတောင်းတော်ပေါ်မှာဝါဆိုဝါကဝါကပြီးတော့မြတ်စွာဘုရားနဲ့ရှင်မေဂိယတို့ဟာတောင်အောက်ကိုဆင်းပြီးတော့ပြေးတိုက်ဇန်တုလို့ခေါ်တဲ့ရွာကိုဆွမ်းခံဝင်နေတဲ့ဘုရားနဲ့အရှင်မေဂိယတို့ဆွမ်းခံသွားတဲ့ရွာနာမည်ကဇန်တုရွာတဲ့။ဘာရွာတဲ့လဲ။အဲဒီဇန်တုရွာအနီးမှာမြစ်ကြီးတစ်စင်းဖြတ်တန်းစီးဆင်းပြီးတော့နေတယ်။မြစ်ကြီးနာမည်ကကိမိကာလာတဲ့။အဲဒီကိမိကာလနဲ့ကမ်းနားမှာလည်းပဲအရေးအာဝါဒကောင်းသောတောအုပ်ကြီးတစ်ခုရှိတယ်။ဒီနေ့တော့အရှင်မေဂိယဇန္တုရွာတွင်ကိုဆွမ်းခံဝင်ပြီးတော့မြေကမ်းနားမှာအညောင်းပြေတဲ့ဈဉ္ညာရှောင်းနေရင်ကနေပြီးတော့တောအုပ်အတွင်းကိုသူဝင်ရောက်သွားတယ်တဲ့ဘုရားကတော့သာလိကတောင်းပေါ်မှာပဲသူတော်ဘာတဲ့အဲ့ဒီမြေကမ်းနားမှာဈဉ္ညာရှောင်းရင်ကနေပြီးတော့ခုနတုန်းကပြောတဲ့အရေးအဝါဒကောင်းတဲ့တောအုပ်ကြီးကိုတွေ့တော့ဒီတောအုပ်ကြီးတဲ့ကိုသူသွားခြင်းစိတ်တွေပေါက်လာတယ်အဲ့ဒါနဲ့အဲ့ဒီတောအုပ်တဲ့ကိုသူဝင်သွားတာမြေတိုင်အဲ့တော့အဲ့ဒီတောအုပ်ထဲရောက်လိုက်ရကိုသူ့စိတ်ထဲဘယ်နဲ့ဖြစ်သုံးလို့ဆိုတဲ့အခါကျတော့ဒီတရက်ဥယျာဉ်တောအုပ်ကြီးဟာစိတ်ကြည်နူးဝေရလဲကောင်းတယ်ဒါလဲသာရတယ်တရားအလုပ်အထုတ်ဖို့လို့အလုံးကိုတင့်တော်တာပဲဘုရားရှင်ကိုရောမြတ်ကသုံးညာခါရဝစိတ်ငြိမ်ရအရမတရားရှုမှရမယ်ဒီနေရာအလုံးကိုစိတ်ငြိမ်တဲ့တောအုပ်ကြီးပဲဒီနေရာတရားအလုပ်အထုတ်ဖို့အလုံးကိုတင့်တော်တယ်မြတ်စွာဘုရားကခွင့်ပြုမယ်ဆိုရင်ဒီတောအုပ်ထဲမှာငါတရားလာအထုတ်မယ်လို့သူစိတ်ထဲအဲ့ဒီလိုအကြံဖြစ်တယ်ဒါနဲ့အဲ့ဒီတောအုပ်ကြီးကနေပြန်ပြီးတော့တောင်ပေါ်ပြန်တက်သွားတယ်တောင်ပေါ်ကိုရောက်လဲရောက်သွားရောမေဂိယမထေရကမြတ်စွာဘုရားကိုလျှောက်တယ်ဘုရားကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်တည့်ရဲ့ဥယျာဉ်ထဲသွားပြီးတော့တရားအထုတ်မလို့တပည့်တော်ခွင့်ပေးတော်မူပါလို့ဘုရားရှင်ကိုရောမြတ်ကိုလျှောက်တော်ဘုရားရှင်ကိုရောမြတ်ကအာဂမေဟိတာဝမေဂိယဧကကောမိယာဝအညောပိကောရှိဘိက္ခုအာဂိသတိဘုရားကခွင့်မပေးဘူးတားတယ်မေဂိယအာဂမေဟိတာဝမေဂိယစေတမေဂိယခဏလေးခိုင်အောင်ငါဘုရားတပါးတည်းထမ်းပြီးတော့မသွားနဲ့ငါဘုရားရဲ့အနာမှာပြုစုလုံကျွေးဖို့လို့အဖော်ယဟန်တပါးပါမင်းကိုယ်သာရောက်လာမှသွားပါကွာလို့မြတ်စွာဘုရားအဲ့ဒီလိုမိန့်တော်မူတာပဲတိုင်။ဘာဖြစ်လို့ဘုရားရှင်ကိုရောမြတ်ဒီလိုတားတော်မူရတာလဲဆိုရင်အရှင်မေဂိယရဲ့အိန္ဒြေတွေမရင်ကျက်သေးလို့တဲ့စာလိုပြောရင်အိန္ဒရိယပရိပါကအိန္ဒရိယပရိပါကမရလည်းပြောကြည့်အိန္ဒရိယပရိပါကမပြည့်စုံသေးလို့အိန္ဒြေဆိုတာတတ္တိန္ဒြေဝရိယိန္ဒြေတတ္တိန္ဒြေသမာဓိန္ဒြေပညာန္ဒြေဆိုတာတထာဝရိယတတိသမာဓိပညာဒီ၅ပါးမပြည့်စုံသေးဘူးမတရားဘုရားနိဗ္ဗာန်တရားကိုမျက်မှောက်အာရုံပြုတယ်ဆိုတာဒီတရား၅ပါးညီနေမှတရားဝဝရိယဝတတိဝသမာဓိကိုပညာရောဒီတရား၅ပါးညီနေမှဒီအိန္ဒြေ၅ပါးပြည့်စုံနေမှတရားအထုတ်လို့ရတယ်မဉ္ဇဉ်ပညာရတယ်အဲ့ဒါတော့အိန္ဒြေ၅ပါးမပြည့်စုံသေးလို့မသွားနဲ့လို့တားနေတာကိုရှင်မေဂိယကဇွတ်လျှောက်တယ်မြတ်စွာဘုရားကိုတပည့်တော်သွားပြရတယ်ဗျာတပည့်တော်သွားခြင်းနေတယ်ဗျာသွားမဲ့အလုတ်ကလည်းတရားအထုတ်ဖို့သွားမဲ့အလုတ်ကလည်းပါတယ်လေတရားအထုတ်ဖို့သွားမဲ့အလုတ်ကိုမြတ်စွာဘုရားဘာဖြစ်လို့တားနေတာလဲလွတ်ပေးလိုက်ပါလားအိန္ဒြေမရင်ကျက်တာကတစ်ချောင်းတဲ့နောက်တစ်ချက်ကဒီလိုမြတ်စွာဘုရားတားလိုက်ခြင်းအပြင်သူတရားမရလို့ပြန်လာတဲ့ဒီရှိတော့ဘုရားရှင်ရဲ့အပေါ်မှာချစ်ခင်တဲ့စိတ်နဲ့ပြန်လာခြင်းရင်လည်းပြန်လာလို့ရအောင်ဆိုပြီးတော့မြတ်စွာဘုရားကတားနေတာပါတဲ့
3 ချိန်ခွင့်တောင်းတယ်ဘယ်နှချိန်ခွင့်တောင်းလဲမြတ်စွာဘုရားကလည်း3 ချိန်လုံးတားတယ်တစ်ချိန်ခွင့်တောင်းတယ်2 ချိန်ခွင့်တောင်းတယ်3 ချိန်ခွင့်တောင်းတယ်3 ချိန်တိုင်တိုင်ခွင့်တောင်းလို့မှမရရင်တော်ရောပေါ့ရှေ့ဆက်မတိုးနဲ့ပေါ့ရှေ့ဆက်တိုးတယ်ပြေးတိုင်ဒါနဲ့တားမရတဲ့ဆုံးမှမြတ်စွာဘုရားဒီခွင့်ပေးလိုက်တယ်စေတမေကိယမင်းသဘောပဲမင်းသဘောပဲဆိုတော့ဘုန်းကြီးပြေးတိုင်လှုပ်သွားပုံကမြတ်စွာဘုရားကိုအဲ့ဒီသာလိကတောင်ချောင်းမှာတပါးတည်းထားခဲ့ပြီးတော့လေရှင်မေကိယဟာဘုန်းကြီးပြေးတိုင်အဲ့ဒီတောအုပ်ကြီးတွင်ကိုရောက်သွားပြီတဲ့တောထက်ကိုရောက်လဲရောက်တော့ပြေးတတ်တယ်တရက်ပင်ကြီးအောက်မှာဘယ်အောက်မှာလဲတရက်ပင်ကြီးအောက်မှာပါလာတဲ့နထသင်္ကန်းကြီးကိုခင်းပါလာတဲ့နထသင်္ကန်းကြီးကိုခင်းပြီးတော့တမလင်ခွေးကထိုင်နေပါခါမဖြောင်းဖြောင်းထားတရားမှတ်ပြီးမလုပ်ပြီးတဲ့လေတရားမှတ်ပြီးတဲ့ဝင်လေထွက်လေဝင်လေထွက်လေဩနာတိပြကနေတောင်းပြီးတော့အာနာပါနခေါ်တယ်။ဘာလဲပရိသတ်ရဲ့ဘုန်းကြီးတို့ကျေးဇူးရှင်မာသီဇော်ဘုရားကြီးကတော့ဝမ်းပိုက်မှာစိတ်ကလေးပို့ပြီးတော့ဒါလည်းအတူတူပဲလေးဝါယောဓာလေဝင်လာတာဝမ်းပိုက်ကထင်ရှားလို့ဝမ်းပိုက်ကိုမှတ်ခိုင်းတာနာတိပြဆောက်ထားတာတချို့သိလေတိမ်မွေးတဲ့လူကြတော့နာတိပြမှာလေတိမ်မွေးနေတဲ့ပုဂ္ဂိုလ်များကြတော့မထင်ရှားတဲ့အတွက်ကြောင့်မို့လို့ထင်ရှားတဲ့ဝမ်းပိုက်ကိုပဲဘုန်းကြီးတို့ကျေးဇူးရှင်မာသီဇော်ဘုရားကြီးကရှုမှတ်ခိုင်းတာအခုဒီမှာအရှင်မေဂိယဟာအာနာပါနနာတိပြမှာသူထင်ရှားတာမထင်ရှားတာသူစောင်းပြီးတော့ဝင်လေထွက်လေဝင်လေထွက်လေအတ္တသာပတ္တနာဆိုတော့ဝင်လေထွက်လေသူရှုအဲ့ဒီလိုရှုမှတ်နေရင်ရှုမှတ်ရင်လည်းပြေးတိုက်သူ့အာယုံနဲ့ဘာတွေထင်လာတော့လို့ဆိုတော့အဲ့ဒီနာတိပြကနေပြီးတော့လေတွေဝင်နေထွက်နေတာဟာမိဖုရားပေါင်း16000တဲ့စိတ်ကူးကလည်းကြံ့ကြံ့ပေါ်လာနာတိပြကလေတွေဝင်နေထွက်နေတာကိုမိဖုရားပေါင်းဘယ်လောက်လဲ16000နဲ့တိုးကြီးကလည်းပဲဘယ်နဲ့ဖြစ်သွားတော့ဆိုတော့ရွှေနန်းတော်ကြီးဖြစ်သွားတယ်လေတိုးကလည်းဘာဖြစ်သွားလဲသူကိုယ်၌ကလည်းပဲရှင်မရင်ကြီးဖြစ်သွားတယ်တဲ့သူကိုယ်၌ကလည်းပါတယ်လေသူခင်းပြီးတော့ထိုင်နေတဲ့နထသင်္ကန်းကြီးကလည်းပဲသီဟသနပလင်ကြီးဖြစ်သွားတယ်တကယ်ဖြစ်တာလားစိတ်ကူးလားကြံစီတွေ့တော့စိတ်ကူးအကြံစီတွေပေါ်မျိုးလုံးကြီးတော့မှိတ်ထားတယ်အနာမှာခြားထားတဲ့တပိတ်ကလည်းပဲပြည့်သားရေးပွဲတော်တဲတဲ့ရွှေွယ်ကြီးတဲ့အဲ့ဒီလိုတွေစိတ်တွေထဲမှာထင်းပြီးတော့ဟာတခါတည်းဘုန်းကြီးတို့ပြည့်သားရေးမိဖုရားတွေနဲ့နန်းတော်ကြီးတွေဝင်လိုက်ထွက်လိုက်ကာမဂုဏ်စည်းစိမ်တွေခံစားနေတော့စိတ်ကူးတွေကတန်းစီပြီးတော့ပေါ်လာစိတ်တ ानु ပဒနာတတိပဋ္ဌာန်မှာစိတ်ဖြစ်ပေါ်လာရင်ဖြစ်ပေါ်လာတဲ့စိတ်ကိုသရာဂစိတ်တံသဂရစိတ်တံတိပဇာနာတိဆိုတဲ့အတိုင်းရာဂစိတ်ဖြစ်ရင်လည်းပဲရာဂစိတ်ဖြစ်တယ်ရှုပေးရမှာဒေါသစိတ်ဖြစ်ရင်လည်းဖြစ်တယ်ရှုပေးရမှာမရှုဘဲနဲ့အဲ့ဒီစိတ်ကူးရင်နောက်ကိုလိုက်ပြီးတော့ဘိတို့ပြည့်တာဒီအရှင်မေဂိယဘယင်ကြီးဖြစ်သွားတာသူ့ဟာသူမိဖုရားတွေနဲ့ဟာတခါတဲ့နာတိပြကလေတွေဝင်နေထွက်နေတာကိုမိဖုရားတွေဖြစ်ကုန်ပြီးတော့ဘယ်လိုတွေမှမသိတော့ကာမဂုဏ်စည်းစိမ်တွေခံစားပြီးတော့နေလိုက်တာအဲ့ဒီစည်းစိမ်ခံစားနေတော့ပြည့်တိုက်တိုင်းတစ်ပါးကရန်သူတွေဝင်လာပြီးတော့တခါတဲ့ရှင်နန်းတော်ကိုသိမ်းအောင်ဘလောက်ကြာတဲ့စိတ်ကူးလဲတော့မသိဘူးအဲ့ဒါတခါတဲ့ရှင်နန်းတော်ကြီးဝင်သိမ်းတော့ငါနန်းတော်လမ်းသိမ်းရမလားဆိုပြီးတော့ဘုန်းကြီးတို့ပြည့်တိုက်အဲ့ဒီမှာမေဂိယဟာတန်လျက်ကင်ပြီးတော့စစ်တိုက်ထွက်တာတန်လျက်ကင်ပြီးတော့မလုပ်တာတန်လျက်ကင်ပြီးတော့စစ်တိုက်ထွက်တာအဲ့ဒါရန်သူဘယင်ကိုဖမ်းပြီးတော့တန်လျက်နဲ့ခေါင်းဖြတ်ပြီးတတ်တယ်တဲ့တန်လျက်နဲ့ခေါင်းဖြတ်ပြီးမလုပ်လဲတတ်လဲတတ်ကိုခေါင်းလဲဘုတ်ဆိုမြေကြီးပေါ်ပြုတ်လဲပြုတ်ကြဟောသူလဲလန့်ပြီးတော့အာယုန်ကြီးပြတ်သွားတယ်ဒီတိုင်းပဲပေါ့တို့ယောဂီတွေလည်းပဲမနေရင်ကနေပြီးတော့ပထမတော့ခေါင်းကသိအောက်မဆိုင်သေးခင်သိတာမရှိဘူးသိဆိုင်လို့ဇတ်ဆိုအမလေးဆိုပြန်ခေါင်းလေးပြန်မလိုက်သူတို့လည်းမေဂိယနဲ့အမျိုးတော်စက္ခနဲ့ဆိုတော့ခေါင်းပြန်မှတ်တာပဲသူတို့လည်းလန့်သွားတာကိုစက္ခနဲ့ဆိုတော့အခုလည်းဒီမှာရှင်မေဂိယဘာမှမပြောနဲ့တန်လျက်နဲ့ရန်သူတခါတော့ပိုင်းချတာဟာခေါင်းကြီးကြီးတော့ဘုံဆိုကြလဲကြတော့ဟာဆိုလန့်တော့ကြည့်လိုက်ရော
တတိကပြီးတော့မျက်လုံးလည်းဖွင့်ကြည့်လိုက်ရောသူကယဟန်ဘဝသူကဘာလဲပရိသတ်အဲ့ဒီလိုနဲ့တရားမှတ်ရင်လည်းဟာဈဉ္ညာရှောင်းမှတ်တာကောင်းဈဉ္ညာရှောင်းမှဈဉ္ညာရှောင်းပြီးထိုင်မှတ်တာကောင်းတယ်ဆိုထိုင်မှတ်လိုက်တာနဲ့ဒီအာယုံပြောင်းဝင်လာတာပဲထိုင်မှတ်လိုက်တာနဲ့ဒီအာယုံပြောင်းဝင်လာတာပဲအဲ့ဒီလိုဖြစ်တာဘယ်နှရက်ကြာလို့9ရက်တောင်ကြာတယ်လေဘယ်နှရက်ကြာ9ရက်လုံးနဲ့တရားထိုင်တိုင်းဒီလိုအာယုန်ကြီးပေါ်နေတော့ဒီတောအုပ်ထဲနေရတာစိတ်ပြက်လာတယ်ဒီကံတော့တခုခုပဲဒီတောအုပ်တော6တာလားသုံးမဘလို့ဖြစ်တာလည်းမသိဘူးဒီတောအုပ်ထဲမှာနေရတာစိတ်ပြက်လာတယ်တဲ့ဘေးတိုင်အဲ့တော့အရှင်မေဂိယကိုဘယ်သူနှိမ့်ဆက်နေတာလဲဆိုရင်မိစ္ဆာဝိတက်3ပါးမိစ္ဆာဝိတက်ဘယ်နှပါးတယ်လဲကာမဝိတက်တဲ့ဝတ္ထုအာယုံကာမဂုဏ်တွေကိုကြံစည်စဉ်းစားနေတဲ့ဆိုတဲ့ကာမဝိတက်ကလည်းနှိမ့်ဆက်နေတယ်ဗျာပါဒဝိတက်တဲ့ဒီကာမဂုဏ်တွေနဲ့ခွဲခွာရမှာကိုမခွဲခွာခြင်းဘူးဆိုတဲ့ဗျာပါဒဝိတက်ယန္တုဘယင်ကိုညှင်းဆဲတတ်ဖြတ်တဲ့ဆိုတဲ့ဝိဟိတဝိတက်အဲ့ဒီဝိတက်တရား3ပါးနှိမ့်ဆက်တာကိုအလိုလဲခံနေရတဲ့အရှင်မေဂိယဟာတရဲ့ဥယျာဉ်ဒီထဲမှာမပြောတော်ဘူးတဲ့ဘေသတ္တေဘာတရားတူမှလည်းမရဒါနဲ့နောက်ဆုံးမြတ်စွာဘုရားရှင်ကိုရောမြတ်သတင်း300ဖြစ်တဲ့သာလိကတောင်ပေါ်ကိုပြန်တက်လာတယ်တရားတော်သွားအထုတ်တာပဲတရားရခဲ့လားမရခဲ့ဘူးဒါတွေကိုသိလို့မြတ်စွာဘုရားကမသွားပါနဲ့လို့အတန်တန်တားနေရက်နဲ့သွားပြီးအောင်လို့သွားတယ်အဲ့ဒီတော့မှဘုရားထံရောက်တော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဘုန်းတော်ကြည်တော်မူတော်မြတ်စွာဘုရားတပည့်တော်တရားမှတ်လို့မရဘူးဗျာဘယ်လိုဖြစ်လဲပြောမင်းစိတ်တွေတပည့်တော်စိတ်တွေငြိမ့်ငြိမ့်ကုန်နေဘူးဗျာတပည့်တော်တရားမှတ်လိုက်တာနဲ့တော်ဦးကြီးကနန်းဆောင်ကြီးဖြစ်သွားတယ်နာသီပြာကဝင်းလေးထွက်လေးကမိဖုရားတွေဖြစ်ကုန်တယ်တပည့်တော်ထိုင်နေတဲ့ဒုဗုဒ္ဓငန်းကြီးကလည်းပဲတိဟာသနပလင်ကြီးဖြစ်သွားတယ်ရန်သူတွေဝိုင်းလို့တပည့်တော်ရန်သူဘုရင်ကိုတတ်တယ်ဗျာအဲ့ဒီလိုစိတ်တွေဖြစ်နေပါတယ်လို့ဘုရားရှင်ကိုရောမြတ်ကိုလျှောက်တော်မှာဘုရားရှင်ကိုရောမြတ်ကဝါရီသောဝထလေခိတောဩကမောကတာဥပ္ပတောပရိပန္နတိတံစိတ်တံမာရတေယံဘာဟတဝေမေဂိယခြေသားမေဂိယဩကမောကတောငါတို့ထလေပျော်မွေ့မသွေရေဟုဆိုသောနေရအရာမှာဥပ္ပတောဖမ်းယူဆောင်ခြင်းအတင်းအကြံထုံးဆောင်အပ်သည်ဖြစ်၍ထလေငါတို့မနေရေမရောက်တကုန်းပြင်အရ၌ခိတ်တော်မချစ်မတနာပြထအပ်သောဝါရီသောကုန်းထမသောကုန်းထမသောမပြောမရွှင်ရည်တွင်ကျက်စာငါတတဝါသည်ပရိဗန္နတိဤဝါခုံပြန်တော့လိမ့်အငြိမ်မနေလှုပ်ရှားလေပြီးတဲ့သောဧဝံကိုဋ္ဌာနေမှခွဲခွာရ၍ခုံကြွလှုပ်ရှားငါအတူသာလျင်ဣဒံစေတံကာမဂုဏ်အာယုံမှာပြောအပေါ်လိုက်သဤစိတ်တရားသည်မာရတေယံကိလေသာခပင်အလယံပြင်းသည့်မမင်းတရားသုံးပြညော့ကွဲဝတ္တလင်းကိုဘာတဝေကိုစွမ်းတန်တန်ညံစွမ်းကိုထုတ်မစောဝင်ကြွားပဲရှားစွန့်ခွာခြင်းကစိတ်တဝိပဿနာဘာဝနာခံကမ္မထာ၌တန်တမမခြားတာအသည်ရှိသောပရိဖန္နတိကာမဂုဏ်ဖဲအာယုန်ထက်သို့ဖဲထွက်ဘုရားအပမလင်ယုံကံဆုတ်ချေတုံလို့ရနေပါပေသည်လို့ဘဂဝါဘုရားဆောင်စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝါစာကရုဏာရှိထာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းစေတမေဂိယတဲ့တေရဲ့စိတ်ဟာဘာနဲ့တူတယ်လဲဆိုရင်ရေထဲမှာပျော်နေတဲ့ငါကိုဘယ်ထဲမှာပျော်ရေထဲမှာပြောနေတဲ့ငါကိုကုန်းပေါ်မှာဆက်တင်ထားသလိုပဲတဖြတ်ဖြတ်နဲ့လူပြီးတော့တုံလုံးနေတယ်ငါဆိုတာရေထဲမှာပြောသလိုစိတ်ဆိုတာလည်းပဲပြည့်တတ်တဲ့ဝတ္ထုအာယုံကာမဂုဏ်မှာပဲပြောတယ်တဲ့အာယုံ၅ပါးကာမဂုဏ်တရားနဲ့ပြောနေတဲ့စိတ်ကိုဓ
မကုံဘောဘာကုံဘောလဲဓမ္မကုံဘောဆွဲတင်တော်တဖြတ်ဖြတ်နဲ့လူတာတဖျားပြည့်တဲ့ဥပမာဆိုလိုက်ပါငါတတဝါဒီထဲမှာပျော်ကနေကြသည်ငါတတဝါဒီထဲမှာပျော်ကနေကြသည်ရေပျော်သည်ငါကုန်းပေါ်ထားတုံကားတုံလို့သည်ရေပျော်သည်ငါကုန်းပေါ်ထားတုံကားတုံလို့သည်စိတ်ဆိုသည်မှာကာမမှာပျော်ကနေတတ်သည်စိတ်ဆိုသည်မှာကာမမှာပျော်ကနေတတ်သည်ဓမ္မကုံဘောဆေတင်သောသူတော်တုံလုံးသည်ဓမ္မကုံဘောဆေတင်သောသူတော်တုံလုံးသည်တုံလုံးစိတ်အားတည်ငြိမ်ထားဖယားညွန်ကြားသည်တုံလုံးစိတ်အားတည်ငြိမ်ထားဖယားညွန်ကြားသည်จิตမိကိရတယ်မင်းရဲ့စိတ်ကတုံလုံးနေတယ်ငါတတ္တဝါလိုပဲကွာဒီထဲမှာပြောနေတဲ့ငါကိုကုန်းမောဆွဲတရင်တုံလုံးတယ်ဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့လည်းပဲ9ရက်တိုင်းတိုင်းနဲ့ဓမ္မကုန်းပေါ်မှာဘယ်ကုန်းပေါ်မှာလဲဓမ္မကုန်းပေါ်မှာမိမိတို့ရဲ့စိတ်ကလေးကိုဘာလုပ်ထားတာဆက်တင်ထားတာဘာလုပ်ထားတာလဲအေးဆက်တင်ထားတာပေတတရေတဏှာဤထိုးရင်ပြီးပြီအဲ့ဒီတော့ဘယ်ထဲကိုပြန်သွားမယ်ဟောသိသားမယ်ကိုနေရဘူးရေထဲကိုပြန်သွားမယ်ဆိုရင်ခွိတို့ပြစ်တာပေါင်းသူတော်ကောင်းတို့ကလူလားငါလားဩလူတွေမဟုတ်ဘူးလားဟာငါတယ်ဆိုလည်းပြန်ကထည့်ပြီးအိုးတဲ့ချက်ပေါင်းညင်လိုက်တာငါပေါင်းလေးပါလေးသားအောင်အဲဒီတော့ပြည့်တတ်တဲ့ကာမဂုဏ်နဲ့စိတ်ရည်နဲ့ငါတဲ့ဘာနဲ့လဲဒါကြောင့်စစ်သားရဲ့တဲ့မင်းစိတ်ကလေးကိုမင်းဓမ္မကုန်းပေါ်တင်တော့မင်းဖြတ်ကိုလူနေတာပေါ့ကွာတဲ့မင်းစိတ်ကလေးရည်တဲ့ချပေးလိုက်ကာမဂုဏ်နဲ့ထည့်ပေးလိုက်ပျော့သွားကြတာပဲတဲ့အဲဒီတော့ဘုရားရှင်ကိုရောမြတ်ကဖန္နနာစပလံစိတ်တံဒုရကံဒုံနိဝါရယံဥဇံကရောတိမေတ္တာဝိဒုက္ခယောဝတေသနံဖန္နနာစပလံစိတ်တံဒုရကံဒုံနိဝါရယံဥဇံကရောတိမေတ္တာဝိဥတုကာရောဝတေသနံမေဂိယစေတမေဂိယဖန္နနံငါပြအာယုံအဘုံဘဝထုံတလဲလဲခုံဝဲပြန်တဲ့မငြိမ်တဲ့ပဲရောက်ရမြဲကတုံလုံးတတ်သောစပလံအာယုံထိုသောလိုရာအတိုက်လိုက်ပါမြူးပြောလျက်ပေါ်လိုလီတတ်သောဒုရခံစီမယညာတမယအောင်ပြလောခမြဲစောက်ရှောက်နိုင်ခဲ့ထားသောဒုံနိဝါရံဒုံနိဝါရယံသူပြောနေမြဲစတဲ့ထဲသို့မဖဲမခွာမြဲစွာနေအောင်ဆောင်းမယညာမေတ္တာဘုရားခရင်စွာထားသောစိတ်တံဘဝသံဃာတလျှောက်ရောက်တရရကျက်စားလာသည်ကာမဂုဏ်ကြိုက်အာယုံလိုက်၍မိုက်တဲ့စိတ်သားစိတ်တရားကိုမေရာဝီစိတ်ဖြောက်မဏိနှိတ်တည်းကိုသီကံအယံနိလန်းကြအောင်ကြံ့မြင်သည့်ပညာရှိသည်ဥတုကာရောကိုအထုံကြိုးစားမြာသမားသည်ဒေသနံလေးဝဲတက်၍ပြအစားစားအမျိုးမျိုးသောများကိုဥဆုံးကရောတိဤဝအသွားကောင်း၍မိပေသမှုဖြောင်းအောင်ပြုတဲ့ကဲ့သို့ဧဝံဤဥပမာအတူသာလျင်ဥဆုံးကာမဂုဏ်ဘုံမဆုံးပြန်စံနိဗ္ဗာန်သို့တန်တဥကဖြောင်းမလေအောင်
ကရောတိသမထတရားဝိပဿနာဘာဝနာဖြင့်ခါခါထိုးလီဥတည်တမှုအထူးပင်ပြုရပေမဲ့လို့ဘဂဝါဘုရားကျောင်းစုအောင်လသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝေါဇာကရုဏာရှိတာမေတ္တာအားဖြင့်မိန့်ကြားတော်မူလိုက်ပါပေတည်းစိတ္တမေရိယကာမဂုဏ်ထဲမှာပြောနေတဲ့စိတ်ဟာယာခနဲ့တွေ့ရင်ကောက်သွားတယ်ကာမဂုဏ်ထဲမှာပြောနေတဲ့စိတ်ဟာဘာနဲ့တွေ့ရင်ကောက်လောဘနဲ့တွေ့ရင်လည်းကောက်တယ်ဒေါသနဲ့တွေ့ရင်လည်းကောက်တယ်မောဟနဲ့တွေ့ရင်လည်းကောက်တယ်တဲ့ပြေတတ်တယ်ကောက်နေတဲ့စိတ်ကိုဖြောင်းအောင်လုပ်ရင်မုတ်ဆိုးများသမားလို့လုပ်ရတယ်တဲ့သတ္တမင်းတွေကိုပြစ်ခတ်ဖမ်းဆီးနေတဲ့မုတ်ဆိုးဟာမြားနဲ့ပြစ်ဖမ်းတာသူပြစ်လိုက်တဲ့မြားကိုသူလိုချင်တဲ့သားကောင်စီကိုရောက်ဖို့မြားဖြောက်ဖို့လိုအပ်တယ်။ဘာဖြောက်ဖို့လိုအပ်တယ်။မြားဖြောက်ဖို့လိုအပ်တယ်။မြားကောက်နေရင်လိုရမရောက်ဘူး။မြားကောက်နေရင်ဒီတော့ဘုန်းကြီးတို့ပြတာပေါင်းတော်ကောင်းလို့မြားဖြောက်ပြောက်ရဖို့ဆိုတာဘာလို့ရမလဲတော်တယ်ကိုဝင်ဝါတွေကိုခုတ်လို့ရတဲ့ဝါတွေကိုအကာနဲ့ဦးတွေကိုဖဲဝါတွေခုတ်ပြီးတော့စိတ်ပေါ်ပြန်ဆွေးပြီးလို့ရှိရင်ဦးနဲ့အကာကိုဖဲရတယ်။ဘာနဲ့ဖဲရလဲ။ဦးနဲ့အကာကိုဖဲထုတ်ပြီးရင်လိုသလောက်တစ်ထောင်ဆိုလဲတစ်ထောင်ပေါ့လိုသလောက်ခုတ်ပိုင်းခုံပိုင်းပြီးလို့ရှိရင်ဒီဝါဖြောင်းမဖြောက်ကိုမျက်စိလေးတစ်ဖက်မိပြီးတော့ကိုယ်ရှိတဲ့မှာထားပြီးတော့ကြည့်ပြီးလို့ရှိရင်မဖြောက်ဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့ပြေးတိုင်းအဲ့ဒီမြားလုံးမဲ့ဝါရံကိုပေါ့ဘုရားဥပမာပေးနေတယ်မြားလုံးမဲ့ဝါရံကိုဖြောက်တဲ့နည်းရှိတယ်တဲ့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ညီညွတ်တဲ့မြေပြင်မှာညီညွတ်တဲ့မြေကိုတမန်တလင်းတဲ့ဗါတယ်လည်းပြေးတိုင်းတမန်တလင်းခင်းတယ်လို့မပြောဘူးလားတမတလတမဆိုတာညီညွတ်သောတလဆိုတာမြေပြင်ဒီနေ့တော့တမန်တလေးဆိုတာမိလမြေနဲ့ခင်းတာအဲ့ဒီညီညွတ်သောမြေပြင်ပေါ်မှာမြားလုံးမဲ့ဝါချောင်းကိုဘုန်းကြီးတို့ပြေးတိုက်အဲ့ဒီတမန်တလေးမှာတင်းတယ်တမန်တလေးမှာတင်ပြီးတော့ဘယ်နားမှာကောက်နေတယ်အလဲမှာကောက်နေတဲ့နေရာလေးကိုစီလိမ့်နေကောက်နေတဲ့နေရာမှာလို့လဲစီလိမ့်ပြီးလို့ရှိရင်အဖျားကဂဲလုံးလေးနဲ့ပြီးအရင်ကလည်းကြောက်တုံးလေးနဲ့ပြီးတဲ့အခါကျတော့ဘိန်းတို့ပြေးတိုင်းမီးနဲ့အပူပေးအဲ့ဒီဝါဖြောင်းသွားရောတဲ့ပြီးတော့မှအဖျားကနေအချွန်တအရင်ကနေအရွက်တပြစ်လိုက်လိုချင်တဲ့နေရာကိုတန်းနေအောင်သွားတယ်တဲ့ဒီဥပမာတိုင်းပဲပြေးတတ်တယ်နိဗ္ဗာန်ဒီဟူသောပြည့်မှတ်နေရာကိုတန်တန်မမရောက်ခြင်းတဲ့ယောဂီဟာဦးနဲ့အကာကိုဖယ်ရတယ်။ဘုန်းကြီးတို့ဗုဒ္ဓဘာသာတည်းရဲ့ပြည့်မှတ်ကနိဗ္ဗာန်တဲ့ဗုဒ္ဓဘာသာတည်းရဲ့ပြည့်မှတ်ကပါတယ်လေ။နိဗ္ဗာန်ဒီဟူသောပြည့်မှတ်နေရာကိုတန်တန်မမရောက်ခြင်းတဲ့ယောဂီဟာဦးနဲ့အကာကိုဖယ်ရတယ်။ဘာနဲ့ဖယ်ရတယ်။ကရဝါဒသမ္မာနအလုတ်တွေကိုဖယ်ထားတာကိုဦးနဲ့အကာတဲ့စာရေးတောက်ရေးနေရေးထိုင်ရေးစာပွေရေးတွေကိုဖယ်တယ်ဆိုတာဦးနဲ့အကာကိုဖယ်တာဒါဖြင့်ယောဂီတို့ဒီမှာ9ရက်တိုင်းလာပြီးတော့ဝိပဿနာတရားတွေကျင့်ဉာဏ်ကျိုးကိုအထောက်နေတဲ့အချိန်မှာသာရေးသမီးရေးစီးပွားရေးအိမ်တောင်ရေးလူမှုရေးတွေ9ရက်လုံးလုပ်ရသလားဦးနဲ့အကာကိုဖယ်ထားတာဘာနဲ့ဖယ်ထားတာဦးနဲ့အကာကိုဖယ်ထားတာတဲ့ဦးနဲ့အကာဖယ်ထားရုံနဲ့ပြီးသလားဆိုတော့မပြီးသေးဘူးပြေတတ်တယ်ညီညွတ်တဲ့မြေပြင်မှာတင်ရအောင်မယ်ညီညွတ်တဲ့မြေပြင်နဲ့ဗာမြေပြင်နဲ့လေညီညွတ်တဲ့မြေပြင်ဆိုတာဘာလို့ဆိုတော့သီလသမတလေသီလဆိုတဲ့သမန္တလင်းပေါ်မှာသမညီညွတ်တဲ့တလသီလဟော
မြေပြင်ညီညွတ်တဲ့တမန်တလင်းဆိုတာဒီနေရာမှာဥပမာပေးထားတာသီလကိုပေးထားတာဘာကိုပေးထားတာလဲသီလကိုပေးထားတာပြည်တတ်တဲ့သီလကလည်းညီညွတ်နေရမယ်တမန်တလင်းဆိုတာအဖို့အထစ်မရှိရဘူးတမန်တလင်းဆိုတာအဖို့အထစ်ရှိရတာမရှိရဘူးသီလဆိုတာလည်းမကြိုးရဘူး7ပါးသီလဥပုပ်ဝင်တဲ့နေ့ကတရားစခန်းဝင်တဲ့နေ့ကစပြီးတော့ယူထားတဲ့သီလမကြိုးရဘူးမပေါက်ရဘူးတမန်တလင်းကြီးပေါက်နေရင်ကြည့်မကောင်းဘူးကောင်းသလားတမန်တလင်းဘုဒ္ဓတိတိထားနေကြည့်ကောင်းလားတမန်တလင်းဆိုတာညီနေမှတမန်တလင်းဆိုတာဘာဖြစ်လဲညီနေမှသီလဆိုတာလည်းညီနေမှပါဏာတိပါဒသိက္ခာဘုဒ္ဓလုံနေအာဒိဏဒါနာသိက္ခာဘုဒ္ဓလုံနေအပြမစရိယာတော့လုံနေဝိကာလဘောဇနာမလုံမြန်မှုဆိုရင်လည်းတမန်တလင်းပေါက်နေတာမညီမညွတ်တဲ့တမန်တလင်းပေါ်မှာဥရိအကာတွေတော့ဖယ်ထုတ်ထားပါရဲ့စိတ်ဒီဟုသောဝါချောင်းကိုဥရိအကာတွေတော့ဖယ်ထုတ်ထားတယ်ဒါပေမဲ့တင်တဲ့တမန်တလင်းကမညီဘူးတဲ့မညီဘူးဆိုရင်လည်းပဲအဲ့ဒါနေရာမကျသေးဘူးနောက်တခါဘုန်းကြီးတို့ပြည်တိုင်းအရင်နဲ့အဖျားကိုခဲနဲ့ဖိထားအရင်နဲ့အဖျားကိုဗာနဲ့ဖိခဲနဲ့ဖိထားဆိုတာတမာတိနဲ့ပညာကိုပြောတာဗာနဲ့လဲတနည်းပြောရင်သမထနဲ့ဝိပဿနာတနည်းပြောရင်ဗါတဲ့လေသမထနဲ့ဝိပဿနာတဲ့အဖျားကသမထအရင်ကဝိပဿနာအဖျားကဗါတဲ့လေအရင်ကဝိပဿနာတဲ့သမထကကိလေသာတွေကိုငြိမ်းစေတယ်ဝိပဿနာကပညာဉာဏ်ကိုထက်စေတယ်ဘေသတ္တိဖိထားမဖိထားရင်ကောက်မယ်မဖိထားရင်ဘာဖြစ်လဲမဖိထားရင်ကောက်မယ်အခုကိစ္စမရှိသေးဘူးသေကံနီးကြမှာစိတ်ကောင်းနေရင်ကောင်းနေတဲ့များဟာမတည့်ဘူးကောင်းနေတဲ့များဟာတည့်လားသေကံနီးကြမှာစိတ်ကောင်းနေရင်အာယုံမတည့်ရင်လိုချင်တဲ့ပြစ်မှတ်ကိုမရောက်ဘဲနဲ့ဘေးချောထွက်သွားမယ်ဘေးထွက်သွားပြီဆိုရင်ဘေးတွေ့ပြီဘေးထွက်သွားပြီဆိုဘာဖြစ်လဲဘေးတွေ့ပြီအဲ့ဒါတတိထားဘုန်းကြီးတို့ပြသပေါင်းတော်ကောင်းတို့သေကံဤအရေးကြီးတယ်အရေးကြီးသလားမကြီးဘူးလားသေကံဤအရေးကြီးတယ်ကောင်းနေတဲ့စိတ်ကိုဖြောက်ချင်ရင်ဒီနည်းတွေမြတ်စွာဘုရားကပေးတာကုသိုလ်ရှင်တို့ရဲ့စိတ်ဆိုတာဘယ်တော့မှမဖြောက်ဘူးတဲ့ဒေါသနဲ့တွေ့ရင်လည်းကောက်သွားတာရာဂနဲ့တွေ့ရင်လည်းကောက်သွားတာမောဟနဲ့တွေ့လည်းပဲကောက်သွားတာပဲတဲ့အဲ့ဒါဘုန်းကြီးတို့မြေတာပေါင်းတော်ကောင်းတို့ကောင်းနေတဲ့စိတ်ကိုဖြောက်ချင်ရင်မြတ်စွာဘုရားပေးတဲ့နည်းအစကနေပြန်ပြောမယ်အကာတွေကိုဖဲ့မာရီဖေးရမလဲကရဝါဒသမ္မာနနဲ့ကိစ္စများများအဲ့ဒီကနေထွက်လာ9ရက်တစ်ကြိမ်လောက်10ရက်တစ်ကြိမ်လောက်တစ်လတစ်ခါလောက်ထွက်ပြီးတော့အကာတွေကိုဖဲ့ပြီးလို့ရှိရင်သီလဒီဥတော့သမ္မာနလေးပေါ်မှာတင်းပြီးတော့အရင်နဲ့အဖျားကိုပြီးအရင်ကဝိပဿနာအရင်ကပါလဲအဖျားကသမထသမာဓိဖိထားပြီးလို့ရှိရင်ဘုန်းကြီးတို့ပြည့်တဲ့စီလေးလဲဆွတ်ပြီးအောင်တဲ့စီဆိုတာကသရတရားကောင်းနေတဲ့နေရာကိုစီဆွတ်ပေးဆိုတာသရတရားအပူပေးတာကဝရိယတဲ့အပူပေးတာကဘာလဲဝရိယအပူပေးရမယ်တဲ့ပြည့်တဲ့ရဲစွမ်းတတ္တိနဲ့ပြည့်စုံတဲ့စေတူကြီးဥဆောင်ပြီးတော့စစ်တမ်းကြီးခြိလာပြီးဟဲ့ဆိုရင်ကြားယုံတဲ့တင်ပြည့်တတ်တယ်ဟိုသဘုံလေးကထွက်ပြေးတယ်ရဲစွမ်းတတ္တိနဲ့ပြည့်စုံတဲ့စစ်တူကြီးနဲ့စစ်တမ်းကြီးခြိလာပြီးဆိုရင်တစ်ဖက်ကရန်သူသဘုံကကြားယုံတဲ့တင်ထွက်ပြေးတယ်တဲ့အဲ့ဒီလိုမှမဟုတ်ဘဲနဲ့စစ်သူကြီးကလည်းပြောတီပြောခွေးလက်နဲ့တွေကလည်းမီးချိုးမောင်းပြက်နဲ့လာရင်ကတော့ဘုန်းကြီးတို့ပြေးသားရေသဘုံကတော့ခေါင်းတော်မှထောင်ကြည့်မှမဟုတ်ပြင်းတောင်ပြင်းသေးတယ်လို့အုံးမယ်သဘုံကတော့ဒီတိုင်းပဲပေါ့ဘုန်းကြီးတို့ပြေးသားပေါင်းတော်ကောင်းတို့လည်းပဲဝိပဿနာတရားအားထုတ်တယ်ဆိုတဲ့နေရာမှာကိလေသာစစ်ကိုတိုက်တာ။ဘာစစ်ကိုတိုက်တာလဲ။ကိလေသာစစ်ကိုတိုက်တဲ့နေရာမှာလက်နဲ့အားကောင်းရတယ်။ဘာကောင်းရလဲ။မိချိုမောင်းပြဲနဲ့သွားလို့ရတော့ပြေးတိုင်းဟိုမှာကိလေသာသဘုံကခေါင်းတော်မှထောင်မကြည့်ဘူး။သရာဝရိယသတိသမာဓိပညာဒီပုံ၅ပါးနဲ့တခါတည်းခေါင်းဆောင်တင်ပြီးတော့တိုက်ရတယ်တဲ့။
အဲ့ဒီလိုမှမဟုတ်ပဲနဲ့ဘုန်းကြီးတို့ပြတဲ့ယောတိယောရဲ့နဲ့တရားအားတွေရောမယ်တတိဆိုတဲ့အမှတ်အားတွေရောမယ်သမာဓိဆိုတဲ့စိတ်တည်ကြည်မှုအားတွေရောမယ်ပညာဆိုတဲ့ဉာဏ်အားတွေရောနေမယ်ဆိုလို့ရှိရင်ဒီသဘောကိုတိုက်လို့မနိုင်ဘူးတဲ့ဒါကြောင့်မို့လို့မဖြောင်းနဲ့များနဲ့ပြင့်လို့တော့ဘုန်းကြီးတို့ပြတဲ့လိုရာကိုရောက်မှာမဟုတ်ဘူးရောက်ပါမလားဘုန်းကြီးတို့ငယ်ငယ်လေးတွေကနော်ဣဒံမေပုညံနိဗ္ဗာန်တပစ္စယောဟောတုဒီကောင်းမှုဟာနိဗ္ဗာန်ကိုရရပါလို့ဤဘာလေးလူဘာပဲလုံးဘုရားရှိခိုးတာတော့မှနိဗ္ဗာန်ကိုတောင်းတယ်မတရားဘုတရားနိဗ္ဗာန်တရားရရပါလို့ဤပြည့်နေတာတော့နိဗ္ဗာန်ကိုပဲပြည့်နေတာကပဲကိုလေထိပြီလားမထိသေးဘူးထိပြီလားပြည့်မှတ်လည်းရှိတယ်ပြည့်လည်းပြည့်နေတယ်ခုချိန်ဒီနိဗ္ဗာန်ဒီဟူသောပြည့်မှတ်ကိုမထိသေးဘူးဆိုရင်မြားကောက်နေလို့ဘာကောင်းနေလို့လဲမြားနဲ့တူတဲ့စိတ်ပေါ့ဟုတ်တယ်မလားဘုရားသားအဲ့တော့ကောင်းနေရင်ဖြောက်လိုက်တော့ဘာလဲလဲဘုရားသားကောင်းနေရင်ဖြောက်ပေါ့ကိုကောင်းနေမှသိကိုစိတ်ကိုကိုဖြောက်နီးပေးပြီးကရာဝတ္တတမ္မာနနဲ့ကိစ္စများမြောင်လူတို့ဘောင်းကနေထွက်ခွာ9ရက်တစ်ခါလောက်10ရက်တစ်ချိန်လောက်တစ်လတစ်ခါလောက်တဝါတွင်လောက်အဲဒီရောက်သွားပြီဆိုလို့ရှိရင်အကာတွေကိုခွာပြီးဆိုသီလကိုလည်းလုံခြုံအောင်ထိန်းသီလတည်ဟူသောတမန်တလင်းကိုလည်းညီအောင်လို့ပြီးတဲ့ကအရင်ကဝိပဿနာနဲ့ပြီးအဖျားကသမာဓိနဲ့ပြီးတရားစီလေးလည်းဆော့ပေးဝရိယမပြင်းနဲ့ကြိုးစားပြီးတော့မှိုက်ကြာရင်ဘုန်းကြီးတို့ပြေးသားဤဒီဝါဒဟာဖြောက်လာပါလေဖြောက်သလားမဖြောက်ဘူးလားကဲဆိုကြည့်ပါစိတ်ဆိုဒီမှာမြားကောက်ပမာသေချာတူလာတာစိတ်ဆိုဒီမှာမြားကောက်ပမာသေချာတူလာတာသီလမြေမှာတင်ထားပါညီညာနေရမှာသီလမြေမှာတင်ထားပါညီညာနေရမှာအဖျားသမထဖိထားမှာစိတ်ကငြိမ်သက်လားအဖျားသမထဖိထားမှာစိတ်ကငြိမ်သက်လားဝိပဿနာအရင်မှာသေချာဖိထားပါဝိပဿနာအရင်မှာသေချာဖိထားပါတရားတရားသီလိန်ထားပညာအပူပါတရားတရားသီလိန်ထားပညာအပူပါအပူပေးတာဝရိယသေချာမှတ်လိုက်ပါအပူပေးတာဝရိယသေချာမှတ်လိုက်ပါဒီလိုလုံးမစိတ်ကောက်ကမုတ်ချဖြောက်လာမှာဒီလိုလုံးမစိတ်ကောက်ကမုတ်ချဖြောက်လာမှာဖြောက်သည့်စိတ်မှန်ဒီနိဗ္ဗာန်ဧကံရောက်နိုင်တာဖြောက်သည့်စိတ်မှန်ဒီနိဗ္ဗာန်ဧကံရောက်နိုင်တာအဲ့ဒါဘုန်းကြီးတို့ပြည့်တိုင်းမေဂိယမထေကိုဘုရားရှင်ကိုရောမြတ်ဟောနေတဲ့တရားစေတမေဂိယတဲ့မင်းစိတ်ကလေးကိုမင်းဖြောက်ပါလို့ဘုရားရှင်ကိုရောမြတ်ဒီစိတ်ဖြောက်နီးပေးလိုက်တာဗာနီးပေးလိုက်တာလေဒါကြောင့်တရားကောင်းစဉ်ပါတယ်လေကောက်နေရင်ဖြောက်လိုက်ပါကောက်နေရင်ပါတယ်လေစိတ်ကောက်ကြီးနေတော့ဘုန်းကြီးတို့ပြည့်တိုင်းနိဗ္ဗာန်ကိုမရောက်နိုင်ဘူးရောက်နိုင်ပါမလားအဲ့ဒီတော့ကိုယ်စိတ်လေးကိုဖြောက်မဖြောက်ဆိုတာကိုအတိဆုံးငါအဖျားကသမာဓိနဲ့ဖိမယ်ဟဲ့အရင်ကဝိပဿနာနဲ့ဖိမယ်ဟဲ့အလဲမှာတရားဓိဟူသောစီကလေးဆိုပြီးတော့ဝရိယဓိဟူသောမိပူလေးပေးမှငါစိတ်ဟာဖြောက်မှာဖြောက်တဲ့စိတ်မှာအာယုံတဲ့လာဘေးမထွက်တော့ဘေးထွက်ရင်ဘေးတွေ့ပဲဘေးထွက်ရင်ပါတယ်လေဘေးဆိုတာအပယ်ဘေးကိုပြောတာဘေးဆိုတာဘာဘေးလဲအတေဂဏိစိတ်ဖြောင်းပြောင်းယောဂမှာပြောကြတယ်စိတ်ဖြောင်းပြောင်းနဲ့အမေစိတ်ဖြောင်းပြောင်းနဲ့သေပါစိတ်ဖြောင်းပြောင်းနဲ့နေပါဆိုစိတ်ဖြောင်းပြောင်းဆိုတာအဲ့ဒါပဲဘုန်းကြီးတို့ပြေးတာနေတဲ့အချိန်ကရေးမကြည့်တေဂဏိမှာစိတ်ဖြောင်းမှုအရေးကြီးတယ်တေဂဏိဘာဖြောင်းဖို့လဲတေ
တေဂန်ဒီမှာဒေါသစိတ်ဝင်ရင်ဖြောက်တာလားကောက်တာလားဝေဒနာပတိကောဒေါသောဥပ္ပစ္စည်းဟောဝေဒနာပတိကောဒေါသောဥပ္ပစ္စည်းဝေဒနာကြောင့်ဒေါသဖြစ်တတ်တယ်ဝေဒနာကြောင့်ပါတယ်လေဝေဒနာပတိကောဝေဒနာဒီကောကြောင့်ဒေါသောဒေါသသည်ဥပ္ပစ္စတိဖြစ်၏တေဂန်ဒီမှာဝေဒနာတွေအကြီးကျယ်ဖြစ်လို့ရှိရင်အမလီအမေကအောင်အမလီသမီးရဲ့အမေမသက်တော့ဒါရဲ့ဘယ်လိုဖြစ်လဲအဲ့ဒါဘုန်းကြီးတို့ပြေးတာဘုန်းကြီးတို့စာပေမှာအဲ့ဒီလိုအော်ဖြစ်ညှဉ်းညူနေတာဒေါသတဲ့ဘုန်းကြီးညှဉ်းတာပါလေစာလို့ပြောလို့ရှိရင်ပတိခလို့ပြောတယ်မမဒေါသအဲ့ဒါဒေါသဖြစ်နေတာဒေါသဖြစ်နေရင်စိတ်ကကောက်နေပြီဒေါသဖြစ်နေပါလေစိတ်ကောက်နေရင်မဖြောက်တော့ဘူးမဖြောက်ရင်ဘေးထွက်သွားမယ်ဘေးထွက်သွားရင်ဘေးတွေ့ဘာဘေးလဲဆိုရင်အပယ်ဘေးဒေါသနဲ့တည်ငရဲပြေတဲ့ဒေါသနဲ့တည်ဘာပြေတဲ့လေအဲ့တော့တေဂန်ဒီမှာဒေါသနဲ့တည်တာကောင်းလားလောဘနဲ့တည်တာကောင်းလားမကောင်းဘူးစိတ်ဖြောက်မှဘာဖြောက်မှလဲဒါကြောင့်ဝိပဿနာတရားအားထုတ်တယ်ဆိုတာစိတ်လာဖြောက်လာဘာလာလို့တာလဲအခုဖြောက်သွားပြီပေါ့ဟမ်ကောက်ထဲမှာကွေးလေးဟာဖြောက်နေလို့ခေါ်ရတယ်ကောက်ထဲမှာကွေးလေးဟာဗါတယ်လေဖြောက်နေလို့ခေါ်ရတယ်ဟုတ်တယ်မဟုတ်လားလုံးဝကြီးမဖြောက်တာတော့မှကောက်နေတဲ့စိတ်ကနည်းနည်းလေးတော့ကွေးသွားပြီဟုတ်လားပြေးတိုက်ကောက်တာနဲ့ကွေးတာပဲဟာကောင်းတယ်ဟေးပုံလေးရွေးရမယ်ဆိုဘယ်ဟာရွေးမလဲကွေးတာလေးရွေးကွေးတာကတော့ဖြောက်ဖို့လို့နည်းနည်းနီးလာပြီဟုတ်တယ်မဟုတ်လားကောက်နေတာကြီးကတော့ဘုန်းကြီးတို့ရေးတိုင်းတော်တော်တော့ဖြောက်နိုင်ဘူးသပင်ကောက်တာနဲ့သပင်ကွေးတာကြည့်ပေါ့သပင်နဲ့တအားကောက်နေဖြောက်ဖို့လို့မလွယ်ဘူးလွယ်ပါမလားနည်းနည်းလေးကွေးနေတဲ့သပင်ဆိုရင်တော့ဖြောက်ဖို့လို့နည်းနည်းနီးစပ်တယ်ဒီလိုမဟုတ်လားအဲ့တော့ဘုန်းကြီးတို့ကြိုက်ပိုင်းဆိုတော့ကြီးပြောတာပေါ့ကောက်ထဲမှာကွေးလေးဟာဖြောက်နေလို့ပဲခေါ်ရမှာပဲတဲ့ကောက်ထဲမှာကွေးလေးဟာဖြောက်နေလို့ပဲခေါ်ရမှာပဲဆိုတော့အဲ့ဒါကိုယ်စိတ်ကွေးတယ်ကောက်တယ်ဖြောက်တယ်ဆိုတာကိုယ့်ကိုယ်သိတော့ဒါကြောင့်ဘုရားကမိဂိယကိုဟောနေတာစေတမိဂိယစိတ်ဖြောက်ပြီးငါပြောပြီးမဲစိတ်ဖြောက်အောင်လုပ်ဆောင်ကွာလို့အဲ့ဒီလိုဘုရားရှင်ကိုရောမြတ်ဟောတော်မူလိုက်တော့ဂါထာပတိဟောတာနေဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူပါတယ်ဂါထာအဆုံးမှာမေဂိယထေရောစိတ်တွေပြန့်လွင့်နေပါတယ်ဆိုလည်းမေဂိယမထေသည်သောတာပတ္တိဖလေသောတာပတ္တိဘု၌ပဋိဋ္ဌိတော်ကောင်းစွာမတွေ့တည်ခဲ့ပါပြီတကားဧသာယေမေဂိယမထေသည်စိတ်ဖြောင်နည်းဖျားပေးတဲ့စိတ်ဖြောင်နည်းခန္ဓာရဲ့စိုက်ရှုဝိပဿနာလိုက်တာသောတာပန်တည်သွားတယ်တဲ့ဗာတည်သွားတယ်တဲ့လေစိတ်ဖြောက်သွားတာဘာဖြစ်သွားတာလဲအေးဒါကြောင့်မို့လို့ရှေ့ခြေကဘုရားလက်ထက်ကသူတော်ကောင်းကြီးတွေလည်းပဲယောဂီတို့လိုပဲကျင့်ရတာပဲကျင့်ရတယ်အကျင့်မပါပဲနဲ့ဘုန်းကြီးပြောပြီးဝိဇ္ဇာနဲ့သရဏဘာနဲ့လဲဝိဇ္ဇာတွေရှိပြီးတော့သရဏမပိုင်ရပါမလားသရဏဆိုတာအကျင့်သရဏဆိုတာဘာလဲအကျင့်မပါဘဲနဲ့တော့ဘယ်လိုမှမရနိုင်ဘူးလို့ဒါကြောင့်မို့လို့မိမိတို့ရဲ့စိတ်ကလေးကိုအိမ်မှာလည်းပဲဘုန်းကြီးတို့ပြေးတိုင်းတနေ့ကိုနာရီဝက်လောက်7မိနစ်လောက်15မိနစ်လောက်မီးပူလေးပေးပြီးမီးပူဆိုတာဝရိယမီးပူဆိုတာဘာလဲငါဒီနေ့တရားမအောင်မယ်ဝရိယလေးစိုက်ပြီးတော့7မိနစ်လောက်15မိနစ်လောက်နာရီဝက်လောက်ရတဲ့လောက်လေးမကြဒီစိတ်ကောက်ကိုဘုန်းကြီးတို့ပြေးတိုင်းဝိပဿနာရှုအဖျားကလည်းဖိအရင်ကလည်းဖိဝရိယမီးပူလေးပေးလို့ရှိရင်ဒီစိတ်ကကြာရင်မီးပူပေးပါများရင်ဖြောက်လာပါလေဖြောက်သလားမဖြောက်ဘူးလားအေးဖြောက်တယ်ဆိုတဲ့နေရာမှာသေကံဒီမှာအာယုံဖြောက်မို့လို့ဘာဖြောက်မို့လဲတနည်းပြောရင်ဖြောင်းပြောင်းတည်ဖို့လို့ဘာတည်ဖို့လို့လဲအေးဖြောင်းပြောင်းတည်ခြင်းကတော့အကောင်းဆုံးတရားဒီဝိပဿနာတရားပဲဟုတ်ပြီလားအဲ့ဒါကြောင့်မို့လို့မိဂိယမထေရဟောကြားတော်မူအပ်သောတရားဒေသနာတော်ကိုဘုန်းကြီးတို့ဒီနေ့တရားစကားထွက်ပွဲမှာနောက်ဆုံးလက်ဆောင်အနေနဲ့ပြေးလိုက်ပါတယ်ကောက်နေရင်ဖြောက်လိုက်ပါဗါတယ်လေအဲ့ဒါကောက်နေရင်ဖြောက်လိုက်ပါဆိုတဲ့တရားကိုနာကြားပြီးတော့ငါတို့စိတ်ကောက်ကိုငါတို့ဖြောက်မှဖြစ်တော့မယ်ဒီစိတ်ကောက်ကြည့်နေတာသေကံလေးကြရင်အာယုံမတန်းရင်တော့ဖြောက်ပြောင်းမသေးနိုင်ရင်တော့မတန်းတဲ့များဘေးထွက်တယ်ဘေးထွက်ရင်ဘေးတွေ့တယ်ဆိုတာအပယ်ဘေးကြီးတွေ့တော့မယ်ငါအပယ်ရောက်သွားပြီဆိုငါဘယ်သူမှလည်းလမ်းမကယ်တော့ဘူးငါတယောက်တည်းခံရတော့မှာ
အဲ့တော့ငါစိတ်ကြီးဖြောင်းအောင်အခုတည်းကဖြောင်းနာမှအခုတည်းကဖြောင်းနာမှဆိုပြီးတော့အဲ့ဒါဝိပဿနာတရားတွေကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဘုန်းကြီးတို့ပြေးသားရေးဆိုလိုက်သားမှာကိလေသာအမြင့်ရုပ်ကိုအမြင့်ပြုတ်အောင်တိုက်ဖို့တော်ပြီဗုဒ္ဓမြတ်စွာကျမ်းဂန်ဓမ္မနဲ့လမ်းမှန်အရာရှိတတ်မည်ဝိပဿနာစိတ်သန္တာနဲ့ပယ်ရှားပါမှငြိမ့်လိမ့်မည်တတိပဒံအမတ်တရားနဲ့ယုံနာနှစ်ပါးသိနိုင်သည်အဲ့ဒါကြောင့်တရားအမြိုက်ကိုအားစိုက်ခြင်းရမည်ကိလေသာအငြိယုတ်ကိုအမြင့်ပြုတ်အောင်တိုက်ဖို့တော်ပြီဗုဒ္ဓမြတ်စွာကျမ်းဂန်ဓမ္မနဲ့လမ်းမှန်အရာရှိတတ်ပြီဝိပဿနာစိတ်သန္တာနဲ့ပယ်ရှားပါမှငြိမ့်လိမ့်မည်တတိပဒံအမတ်တရားနဲ့ယုံနာနှစ်ပါးသိနိုင်သည်အဲ့ဒါကြောင့်တရားအမြိုက်ကိုအားစိုက်ခြင်းရမည်သီတော်သံမြကြာရလေပြီလူရှင်အများလိုလားကြသည်ဘုံတော်မျိုးလိုအထူးပေါ်သည်ကဘာဟိအေငိမ့်မဟာစီအဘေဘေကြီးဒါစီဟောဤတရားစီကြီးရိုက်တည်နေပြီဘုံတော်မျိုးလိုအထူးပေါ်သည်ကဘာဟိအေငိမ့်မဟာစီကဘာပူမီအပြီးငိမ့်မီတရားစီကြီးရိုက်တည်နေပြီဘုံတော်မျိုးလိုအထူးပေါ်သည်ကဘာဟိအေငိမ့်မဟာစီမထိုက်သူများရှောင်သွားလိမ့်မည်တရားစီကြီးရိုက်တည်နေပြီဘုံတော်မျိုးလိုအထူးပေါ်သည်ကဘာဟိအေငိမ့်မဟာစီဒေတိတော်မေအယံဓမ္မောဗုဒ္ဓေနာကိစ္ဆာဘာတိတောဒေနာသဗ္ဗေသုခယံတုသနာဣဋ္ဌသမင်ဟိနောဗုဒ္ဓေနာအရဟံတသုတယံဘုခိုင်တူနိုင်မမြင်ဂေါရမဘုရားရှင်သည်အာဟိသဘာတိတောထံကတိုင်းပယပြပြသာသာတိကရွဆိုရေဟောကြားအပ်သောအယံဓမ္မောမေဂိယသုတ်တံလိုခေါ်ဆိုအပ်တဲ့ကောက်နေဖြောင်းလိုက်ပါလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာတော်များကိုမေမယငါသည်ဒိဋ္ဌိတော်တို့ယောဂီပေါင်းသူတော်ကောင်းတို့သိစေမစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီဒေနထို့ရှိမှုဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူးကြောင့်သဗ္ဗေကျွဲ့မဲ့ဥဒ္ဒလုံးဆုံးကုန်သောဇဏတရားနာရောက်လာပေါင်းများစွာတို့သည်ဣဒ္ဓသမင်ကြီးတော်မိမိတို့အသည်အလိုရှိအပ်တောင်းတအပ်သောဒိဋ္ဌမင်္ဂလာကျက်သေးပြားပြားတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကစနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြံ့ကြံ့မာမချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်းရေသက်သွန်ချအမြဝေလိုက်ကြသို့လိုက်ဆိုအလုံးဣဒံမေပုံညာ
နိဗ္ဗာနတ္တသစ္စယောဟောတုအရှင်ဘုရားတပည့်တော်များသည်ကံကို၎င်းကံဤအကျိုးတရားကို၎င်းယုံကြည်ရပါကုန်၏ဖြစ်၍တရဏဂုံသုံးပါးနှင့်7ပါးသောသီလတော်မြတ်တို့ကိုကျင့်သုံးခံယူဆောက်တည်ပြီးလျှင်ချမ်းမြေ့ရိပ်များ၏ကြောင်းတိုက်တွင်၌တရားအလုပ်အားထုတ်၍နေကြကုန်သောယဟန်တာမဏေယောဂီသူတော်စင်တို့ဤသီလကုံသမာဓိကုံပညာကုံတို့ကိုအာယုံပြု၍အလှရှင်အတိတိတို့က9ရက်တိုင်းတိုင်းအာယုံစွမ်းနေစွမ်းအချိုပွဲရေမိအတွက်နဝကမ္မဝိထုများနှင့်သံပတိသာပင်ငွေပင်ငွေရင်းတို့ကိုစေရနာသုံးတန်ပြဋ္ဌာန်း၍လူရန်ပါ၏ရှင်ဘုရားထိုမှတပါတရားတော်ကိုပူဇော်သည့်အနေအချင်းဓမ္မပူဇာအလူတော်ငွေများကိုစေရနာသုံးတန်ပြဋ္ဌာန်း၍လူရန်ပါ၏ရှင်ဘုရားထိုမှတပါပရဟိတနာယေကုညီမှုအသင်းအတွက်အလူတော်မွေကျပ်နှစ်သိန်းကိုနိဗ္ဗာန်ရည်မှန်း၍လူရန်ပါ၏ရှင်ဘုရားထိုမှတပါဝေယဝစ္စအမှုကြီးငယ်အသွဲသွဲတို့ကိုပြုလုပ်ဆောင်ရွက်ပါ၏ရှင်ဘုရားထိုမှတပါ9ရက်တိုင်းတိုင်းတတိပဋ္ဌာန်တရားတော်များကိုကျင့်ကြံကြိုးကိုအားထုတ်ပါ၏ရှင်ဘုရားဤကောင်းမှုတို့ကြောင့်တပည့်တော်များသည်ဩနာတေယေဒုက္ခဘေးဤကင်းဝေးရာမှန်ဒီနိဗ္ဗာန်ကိုလင်းမြန်စွာရောက်ပါစေသာရှင်မြတ်ဖရာယနေ့ယခုပြုသမျှကုသလဤအဖိုးဘာကကိုအနန္တဂိုင်းဝင်ကျေးဇူးတော်ရှင်မိခင်ဖခင်တို့အား၎င်းဆရာသခင်ကျေးဇူးရှင်တို့အား၎င်းရေမြေတနေ့အစိုးရမင်းအား၎င်းနတ်တို့တနေ့တရားမင်းအား၎င်းငရဲတနေ့ယမမင်းအား၎င်းဤကြောင်းတိုင်း၌စောက်ရှောက်၍နေကြကုန်သောကျောင်းဆောင်နာစေတီဆောင်နာအိမ်ဆောင်နာခြံဆောင်နာမြို့ဆောင်နာရွာဆောင်နာတောဆောင်နာတောင်ဆောင်နာသာသနာတော်ဆောင်နာသတ္တုမဟာရေတာဝရိန္ဒာအစရှိကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့အား၎င်းအတိတ်ဘဝကတော်ဆက်ခဲ့ကုန်သောမိဟောင်းဖာဟောင်းဘိုးဟောင်းဘွားဟောင်းဆွေဟောင်းမျိုးဟောင်း
ပုဂ္ဂိုလ်ပေါင်းတို့အား၎င်းယခုဘဝ၌တော်စား၍ဘဝတစ်ပါးပြောင်းရွှေ့သွားကြကုန်သောဆွေမျိုးညီအကိုမောင်နှမမိတ်ဆွေသင်္ဃဟအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်းဤဓမ္မယုံတို့တရားနာအရေးအားပေးကြွားရောက်ကြကုန်သောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အား၎င်းရညာပါစေအမြဝေဤအလုံးစုံကုန်သောဝေနေယဒုက္ခိတဒုက္ခိတသတ္တဝါအနန္တတို့သည်ကုသိုလ်ရှင်ကောင်းမှုရှင်ဖြစ်ကြကုန်သောတပည့်တော်များဤသေဝေသောအမြကိုရကြကုန်ပြီဖြစ်၍ဝမ်းမြောက်နှုတ်မောသာဓုသာဓုဟုခေါ်ဆိုနိုင်သည်ဖြစ်ကြပါစေကုန်သောအာလုံးကြာကြာသမျှအမြအမြအမြပြုတော်မူကြပါကုန်သောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြအမြအမြပြုတော်မူကြပါကုန်သောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြအမြအမြပြုတော်မူကြပါကုန်သော